အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်အခုလုပ်ထားတဲ့လုပ်ငန်းလေးတွေကိုပြပေးရပဲဖြစ်ပါတယ်ဒါလေးကတော့အကွေးစတိုအကွေးလေးပြနောက်တော့ကမိဖို့ကြောင်းဒါမှလည်းတူရဲ့မိဖို့ကြောင်းကတော့နည်းနည်းလေးတီးတယ်ဒီဥစားလေးကတော့အိုက်လန်မှာဒါလေးကတော့အိုက်လန်မှာဒီဥစားတော့မိဖို့ကြောင်းဒါလေးကကျွန်တော်လုပ်နေစေပဲဖြစ်ပါတယ်နောက်ရက်ပိုင်းအတွင်းမှာဒါလေးကတော့ပြီးတော့မဲ့အိမ်ပေါ့နော်ဒီဥစားတော့စတိုအလေကောင်တက်တယ်ကတော့အပေါက်ပေါ့နော်သူအထဲထဲမှာမလိုတဲ့ပစ္စည်းတွေအဲ့ထဲမှာတင်လိရတယ်ဒါစင်ကာပူမှာကအဲ့လိုစတိုတွေအများစုရှိတယ်အဲ့လိုအိမ်တိုင်းပါလေဒါလေးကတော့စတိုလေးပါအခုကတော့မာစတာတို့ခနဲ့ကိုတော့မှာပဲဖြစ်ပါတယ်ဒီဥစားတော့ဝင်ချင်း sliding door တခါလေးနဲ့ water လေးပါဒီဥစားတော့အရာကတဲ့လေးတွေ့ရအောက်မှာကတူပေါက်တွေရှိတယ်အဲထဲတွေကိုပစ္စည်းတွေထည့်လို့ရအဲပုံစံမျိုးလေးလုပ်ထားတာပါကျောက်စာလေးကတော့သူ့ရဲ့နောက်ကျော်လေးဖြစ်ပါတယ်ဒါကတော့ချင်းနင်းရဲ့အောက်ကအဲ့အတွက်ကိုအန်ဆယ်လေးနေရာလေးပေးထားတာပါအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ရမယ်